မန္တလေးမြို့စကိုင်းဖီလာကွန်ဒိုမှာမြေဖွား3ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့မတ်လ28ရက်နေ့အင်အားပြင်းငလျင်ကြောင့်မြေကျုံဝင်သွားတဲ့မန္တလေးစကိုင်းဖီလာကွန်ဒိုမှာမြေဖွား3ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့လို့သိရပါတယ်ကျွန်တော်အမေနဲ့ကလေး2ယောက်စလုံးဆက်တော်လုံးပြိုကျနေတဲ့တိုက်ပုံထဲကနေအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါပြီလို့ကာယကံရှင်ဖြစ်သူဦးနောင်ကသူ့ရဲ့ Facebook အကောင့်ကနေရေးသားထားပါတယ်17ထပ်အမြင့်ရှိတဲ့စကိုင်းဖီလာကွန်ဒိုဟာအောင်မြေသာသံမြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားမှာတည်ရှိပြီးတော့မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်ကလျင်ကြောင့်၄ထပ်ခန့်ဟာလည်းမြေအောက်ထဲကိုကျုံဝင်သွားခဲ့ပါတယ်မြေပေါ်မှာ9ထပ်ခန့်ပဲရှိခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်အမေလည်းရှာတွေ့ပါပြီအသက်ရှင်လျက်ပါပဲအသက်ကြီးတော့အောက်ဆီဂျင်ပေးပြီးတော့အခုမှစထုတ်ပြီးတာပါဘလို့မှကိုမယုံနိုင်ပါဘူးတက်ကြီးတစ်ခုလုံးအောက်ထိပြိုကျသွားတာတော့အသက်ရှင်လျက်ပြန်တွေ့ရတာပါအဖက်ဖက်ကနေကိုကြီးပေးကြတဲ့အကိုကြီးတွေရှာဖွေကယ်ဆယ်ရေးအဖွဲ့ကပုံကိုယ်တွေတိုက်ပြိုကျတဲ့အချိန်မှာစပြီးတော့မယမနာလုတ်ကင်ဆောင်ရွက်ပေးကြတဲ့ပိုင်အိုနီးယားကဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်အခြားပျောက်ဆုံးနေတဲ့မိသားစုတွေလည်းအမြန်ဆုံးပြန်လည်ရှာတွေ့ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်လို့ဦးနောင်ကသူ့ရဲ့ Facebook ကောင်းကနေရေးသားဖော်ပြထားပါတယ်လေးထက်ကမြေအောက်ထဲကျုံဝင်သွားတာကြောင့် Sky Villa ကွန်ဒိုဟာလူအများများပိတ်မိနေပြီးတော့တေဆုံးလူတွေလည်းရှိတယ်လို့သိရပါတယ်မနေ့ကဒီမှာကလေးတွေကြောင်းဆင်းပွဲလုပ်တာလို့အယောက်100ကျော်ဟုတ်တယ်ကြောင်းဆင်းပွဲလုပ်နေဟုတ်တယ်မနေ့ကပြီးပါလို့တယ်မနေ့ကပြီးပါကြောက်ကလည်းသူကလေးကြီးပါလို့လေးဟွာလုံးလိုက်ပါလားခမလေးတကွန်းတော့ခမလေးတကွန်းတော့ပစိုးလေးတကွန်းတော့ဖြစ်ဖြစ်โอเคကလေးကိုကလေးလာမယ်လာမယ်好，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